မျောလင်းချက်ပေးတဲ့ကတိစကားလေးတစ်ခုကနေပြီးတော့ဒေါ်လာတန်ပေါင်းများစွာတန်တဲ့လိမ်လည်မှုကြီးတစ်ခုဖြစ်လာနိုင်တဲ့ဆိုရင်ယုံနိုင်မလားဒီနေ့မှာတော့လေယုံကြည်မှုကိုအခွင့်ကောင်းယူပြီးလူတွေရဲ့ဘဝကို red စာအလားအကောက်လမ်းပစ်ခဲ့တဲ့မယုံနိုင်စရာဇလန်တစ်ပုတ်ကိုကျွန်တော်တို့အတူတူကြည့်ကြရအောင်အရာအားလုံးကလေဒီရိုးရိုးရှင်းရှင်းစကားလေးတစ်ခုကနေစခဲ့တာဗျာစဉ်းစားကြည့်လေငွေရေးကြီးရွအကျက်ရိုက်နေတဲ့သူတွေအတွက်တော့ဒါဟာကဲတင်ရှင်ရောက်လာပြီလို့ပဲပေါ့ဒါပေမဲ့တကယ်တမ်းမှာတော့ဒါဟာတေချာပင်စင်ထားတဲ့ထောင်ချောက်တစ်ခုရဲ့အစပဲဖြစ်နေခဲ့ပါတယ်ဒီကတိစကားလေးတစ်ခုတည်းနဲ့တင်လဲစားခံလိုက်ရတဲ့ငွေပမာဏကဘယ်လောက်ရှိမယ်ထင်လဲအမေရိကန်ဒေါ်လာ46တန်းအထိကိုရှိခဲ့တာပါဟုတ်ပါတယ်တန်း40ကျော်တောင်နော်ဒီလောက်များတဲ့ပမာဏနဲ့ဘယ်လိုတွေတောင်လိမ်လည်သွားခဲ့ကြတယ်လဲဆိုတာချစ်ကြည့်လိုက်ရအောင်ကဲဒီဖြစ်ဖြစ်တဲ့ဇလန်းဇက်ကွက်ထဲကိုကျွန်တော်တို့စပြီးဝင်ကြည့်ကြရအောင်ဒီလည်လည်မှုကြီးရဲ့နောက်ကွယ်မှာဘသူတွေကဘလို့နီလန်းလီတောင်းပြီးချိုးကန်ခဲ့တယ်လဲဆိုတာကိုပေါ့ဒီအမှုရဲ့အဓိကဇာတ်ဆောင်တွေကတော့စစ်နေမျိုးကဗီယက်နမ်အတိုင်းဝိုင်းမှာတော်တော်လေးနာမည်ကြီးတဲ့ဖုန်းရွှေဆရာမမိခင်နဲ့သူ့ရဲ့သမီးပါပဲသူတို့ကလူတွေရဲ့ယုံကြည်မှုကိုအရေးနီးလုပ်ပြီးတော့ဒီစီဇန်ကြီးတစ်ခုလုံးကိုဖန်တီးခဲ့ကြတာပါသူတို့ရဲ့အဓိကပြစ်မှတ်ကဘယ်သူတွေဖြစ်မလဲဟုတ်ပါတယ်ငွေကြီးအကြက်တဲဆိုင်နေပြီလို့လေဘလို့နည်းနဲ့ဖြစ်ဒီအခြေအနေကနေယုံထွက်ချင်နေတဲ့သူတွေပါပဲအထူးသဖြင့်သူတို့ရဲ့ကိုယ်ပိုင်အတိုင်းဝိုင်းထဲကလူတွေကိုပြစ်မှတ်ထားခဲ့တာကပိုပြီးတော့ယုံကြည်မှုရလွယ်စေခဲ့တယ်လို့ဆိုရမှာပေါ့ဒီလောက်ကြီးမားတဲ့လေးလဲမှုကြီးကိုသူတို့ဘလို့များအကောင့်ထဲဖိုးပြတယ်လေအစီအစဉ်ကတကယ်ကိုထင်ထားတာထက်အများကြီးပိုပြီးပါနှက်ပါတယ်သူတို့ရဲ့လက်ကွက်ကရိုးရှင်းတဲ့လောက်ထိရောက်တယ်အဆင့်တုံးရှင်းပဲရှိတယ်ပထမအဆင့်ဘီလီယံနာကျောက်ကလာကူနေလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်ကိုရောင်းချလိုက်တယ်ဒုတိယအဆင့်မှာကျတော့အဲ့ဒီဘီလီယံနာကပြန်ဆက်ပေးမှာပါဆိုတဲ့ကြောင်းဖြတ်ချက်နဲ့ချင်းငွေတွေအများကြီးထုတ်ခိုင်းရောနောက်ဆုံးအဆင့်မှာတော့ဘာဖြစ်မလဲဟုတ်ပါတယ်အဲ့ဒီချင်းငွေတွေကနေသူတို့သားအမိကအကျိုးမြတ်ကိုခွဲဝေယူလိုက်ကြပါပဲသူတို့ကိုစနစ်ကြတယ်နော်ဒီဖြစ်ကလူနှစ်ယောက်ရဲ့လက်စားမှုတက်တော့မဟုတ်တော့ဘူးဗျာဒါဟာငွေကြေးခွာချမှုတွေအထိပါဝင်နေတဲ့တကယ်ကိုအလွန်အမင်းစနစ်တကျဖွဲ့စည်းထားရဲ့ရာဇဝဲလုံကန်ကြီးတစ်ခုဖြစ်နေခဲ့တာပါဒါပေမဲ့လေဘယ်ရာဇုံမှုမှာတော့ထာဝရဖုံးဝယ်ထားလို့မရပါဘူး။ဒီနေ့မှာတော့အာနာပိုင်တွေကဒီလင်လည်မှုကွန်ရက်ကြီးကိုဖြိုခွင်းဖို့ခြေတလားစခဲ့ပါပြီ။မြင်းဝင်းကိုစိတ်ထဲမှာပုံဖော်ကြည့်လိုက်ပါ။စစ်နီမျိုးကဒေါ်လာတန်းချီတန်တဲ့ဇင်ခိုင်အင်ကြီးတစ်လုံးကိုရဲတပ်ပွဲကရုတ်တရက်ဆိုလိုဝင်ရောက်စီမင်းခံပါတယ်။အဲ့နေရာကနေပဲအမှုရဲ့တန်လွန်းစဲတွေတစ်ခုပြီးတစ်ခုထွက်ပေါ်လာတော့တာပါပဲ။အိမ်ထဲမှာဘာတွေတွေ့ခဲ့လဲဆိုတော့အံ့ဩစရာကြီးချေပါပဲ။ဇင်ခါအထုံးဆောင်နေရွှေချောင်းနေကာစီနိုကပ်ပြားတွေအပြင်အရေးကြီးဆုံးဖြစ်တဲ့ဗန်နာရဲ့ဆိုင်ရာစာရွက်စာတမ်းတွေနဲ့ဖုန်းတွေပါတခါတည်းတင်စီရမိခဲ့ပါတယ်။ဒါရဲ့အနောက်ကသူတို့မတရားရယူထားတဲ့စီစဉ်ဥစ္စာတွေတက်တရထောက်ထားတွေထင်နေကြတာပေါ့။ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ရဲတွေကဒီအမှုကိုဘလို့စပြီးခြေရခံမိခဲ့ပလဲဆိုတာပါပဲ။အမှန်တော့ဇလန်ကပို့ပြီးတော့ရှုပ်ထွေးလာပါသေးတယ်။မေးစရာရှိတာကလေရဲတွေကဘေဒင်ဆီယာမကိုအစကတည်းကတန်ရန်ရှိလို့စုံစမ်းခဲ့တာလား။ဒါမှမဟုတ်တခြားအမှုတစ်ခုခုကနေတဆင့်ဒီလင်လေးမှုကြီးကိုမထင်မဖက်ဖော်ထုံးနိုင်ခဲ့တာလားတကယ်ကိုအံ့ဩစရာကောင်းတာကစုံစမ်းစစ်ဆေးမှုကဘေဒင်ဆီယာမစီကနေစတင်ခဲ့တာမဟုတ်ပါဘူးတကယ်တော့ရာဇဝတ်ကိန်းတစ်ခုရဲ့ဇင်ခံကားချင်းငွေလင်းလည်မှုကိုစုံစမ်းရင်းကနေဒီဒေါ်လာ46တန်းတန်လေးလည်မှုကြီးနဲ့မျိုးလင်ပဲလာပြီးချိတ်ဆက်မိသွားခဲ့တာပါဒီစုံစမ်းစစ်ဆေးမှုကနေတဆင့်ဒီအမှုဟာတားမိနှစ်ယောက်တည်းရဲ့လက်ချက်မဟုတ်ဘူးဆိုတာပိုပြီးတော့ပေါ်လွင်လာပါတယ်လောက်စားတဲ့ဘန်ဝန်ထမ်းတွေရှေ့နေတွေစင်ရင်ငိုင်တွေနဲ့အိမ်ကျမ်းမိလုပ်ငန်းရှင်တွေထိပါဝင်ပတ်သက်နေတဲ့တကယ်ကိုကြီးမားတဲ့ကွန်ရက်ကြီးတစ်ခုဖြစ်နေကြတာပါဒီကွန်ရက်ကြီးဘယ်လောက်တောင်ကျေပြန့်တယ်လဲဆိုရင်လေဒီအမှုနဲ့ပတ်သက်ပြီးဖန်ဆီးခံရသူအရေးအသွက်ဟာဒါဇင်နဲ့ကြည့်ပြီးရှိခဲ့တယ်လို့ဆိုပါတယ်ဒီဖြစ်ဖြစ်တစ်ခုလုံးကိုပြန်ပြီးခြုံငုံကြည့်လိုက်တဲ့အခါမှာဒါဟာလက်စားမှုတွေနဲ့စနစ်တကျတိစောက်ထားတဲ့ပင့်ကိုအင်ကြီးတစ်ခုနဲ့တော်တော်လေးကိုတူနေပါတယ်ဒီကိစ္စမှာအထူးအကြောင်းဆုံးအချက်ကတော့ဒီလင်းလဲမှုကြီးတစ်ခုလုံးဟာလူသားတွေရဲ့အင်္ဂါအကြီးဆုံးစိတ်ခံစားမှုတစ်ခုဖြစ်တဲ့စိတ်အားငယ်မှုနဲ့မျောလင့်ချက်အဲ့ဒီနှစ်ခုအပေါ်မှာအခြေခံပြီးတိစောက်ထားတာပါပဲဒီအဖြစ်အပျက်ကကျွန်တော်တို့အတွက်စဉ်းစားစရာတစ်ခုချန်ထားခဲ့ပါတယ်အဲ့ဒါကတော့လူတစ်ယောက်ရဲ့မျောလင့်ချက်ဟာဘယ်ချိန်မှအားသာချက်တစ်ခုမဟုတ်တော့ပဲအတုံးချခံရနိုင်တဲ့အားနည်းချက်တစ်ခုဖြစ်ပြောင်းလဲသွားနိုင်တယ်လေဆိုတာပါပဲ